ကျွန်တော်တို့ဂျပန်စာစလုပ်ပြီဆိုလို့ရှိရင်ပေါ့နော် N5 level ကနေစပြီးတော့တီကိုတည်ထားတဲ့ group အုပ်စု3မျိုးရှိရပေါ့နော်။ဒီနေ့မှာ group အုပ်စု3မျိုးခွဲနည်းကိုပြောပြအောင်မှာဖြစ်ပါတယ်။ပထမဆုံးအနေနဲ့ group 1မှာ mass ရဲ့ရှေ့မှာ A line နဲ့ဆုံးတယ်။ mass ရဲ့ရှေ့မှာ A line နဲ့ဆုံးတာဘယ်လိုမျိုးလဲဆိုလို့ရှိရင်ဥပမာ khaki mass ရေးတယ် normy mass တောက်တယ်။အဲ့လိုမျိုး mass ရဲ့ရှေ့မှာ A line နဲ့ဆုံးတဲ့ဟာတွေက group 1နဲ့မှာပါတယ်။နောက်တစ်ခု group 2က mass ရဲ့ရှေ့မှာ airline နဲ့ဆုံးတယ် mass ရဲ့ရှေ့မှာ airline နဲ့ဆုံးတာဘယ်လိုမျိုးလဲဆိုလို့ရှိရင်ဥပမာ table mass စားတယ် ocean mass တင်ပေးတယ်အဲ့လိုမျိုး mass ရဲ့ရှေ့မှာ airline နဲ့ဆုံးတဲ့ဟာတွေက group 2ထဲမှာပါတယ်နောက်ပြီး group 2မှာ change verb တွေရှိသေးတယ်အဲ့ mass ရဲ့ရှေ့မှာ airline နဲ့ဆုံးတာအပြင်ကိုနောက်ထပ် change တွေရှိသေးတယ်ဘာလဲဆိုလို့ရှိရင် mass ရဲ့ရှေ့မှာတစ်လုံးနဲ့ရှိနေတဲ့ verb ဥပမာဘယ်လိုမျိုးလဲဆိုလို့ရှိရင်Mimas, Imas, Nemas, Demas, Kimas အဲ့ဒီမှာဒီ Kimas ကလာရဲဆိုတဲ့ Kimas နဲ့မဟုတ်ဘူးเนาะဒါဝစ်စင်နေဆိုတဲ့ Kimas လာရဲဆိုတဲ့ Kimas က group 3ထဲမှာပါတာဒါဝစ်စင်နေဆိုတဲ့ Kimas မတူဘူးเนาะမှားမှာဆိုလို့ပါပြီးတော့နောက်တစ်ခု group 3မှာကြတော့နှစ်မျိုးလည်းရှိပါတယ်အဲ့ဒါခုနကလာရဲဆိုတဲ့ Kimas ရယ်ပြုတ်လုတယ်ဆိုတဲ့ Shimas ရယ် group 3ကနှစ်မျိုးလည်းရှိတာပါပြီးတော့နောက်ထပ်ပြောချင်တာကဒီမျိုး group 3မှာပေါ့နော် Shimas နဲ့တွဲလို့ရှိရင် group 3လားဒါမှမဟုတ်2လားအဲ့ဒါကိုဘယ်လိုခွဲမလဲအဲ့ဒါလွယ်ပါတယ်ဥပမာပြောလို့ရှိရင်အောက်မှာ Bankyo Shimas မှာ Shimas ကိုဖယ်ပြီးကြည့်လိုက်အဲ့လို Shimas ကိုဖယ်ပြီးကြည့်လိုက်လို့ရှိရင်ရှေ့က Bankyo ကစာလေးလာတာ Shimas နဲ့ပေါင်းလိုက်တော့လေစာလေးလာတာပဲအဲ့လိုမျိုးနှစ်ခုကအဓိပ္ပာယ်ကတူနေတယ်ဆိုလို့ရှိရင်အဲ့ဒါ group 3ပါပြီးတော့အောက်မှာ Hana Shimas မှာလည်းအဲ့လိုမျိုးပဲ Shimas ကိုဖယ်ပြီးကြည့်လိုက်လို့ရှိရင်အရှိရကျန်ခဲ့တာ Hana ရဲ့အဓိပ္ပာယ်ကပန်းပေါ့နော်ပန်းကို Shimas ကတ်လိုက်တော့စကားပြောတယ်ဖြစ်သွားအောင်အဲ့ကြအဓိပ္ပာယ်က2မျိုးဖြစ်နေအဲ့ဒါမျိုးဆိုလို့ရှိရင်တော့သူက group 3ထဲမှာမပါဘူး1ထဲမှာပါတာပေါ့နော်အဲ့ဒါလေးပဲပေါ့နော် group အုပ်စုခွဲတာလွယ်ပါတယ်တကယ်လို့ကျွန်တော်ပြောတာနားမလည်သေးလို့ရှိရင်အဲ့လိုနောက်တစ်ခေါက်ပြန်ပြီးကြည့်လို့လည်းရတယ်ပေါ့နော်အချိန်ကလည်း2မိနစ်ကျော်ကျော်ပဲရှိရဆိုတော့အချိန်ကလည်းဘယ်လောက်မှကုန်မှာမဟုတ်ပါဘူးနောက်ထပ်ပြန်ပြီးကြည့်လို့ရပါတယ်